ချက်ချင်းလေလံပွဲမှာမြင်လိုက်ရတဲ့တရားကူကအတုဆိုတာငါချက်ချင်းသိလိုက်ရတယ်ဘာလို့ဆိုအဲ့ဒီတရားကူကအမြဲတမ်းအနက်ရောင်အလင်းတန်းထုတ်နေလို့ပဲဒါပေမဲ့ဖေဖေကငါ့ကိုလက်ဆောင်ပေးဖို့ဆိုပြီးအဲ့ဒါကိုဝယ်ချင်နေသေးတယ်ငါအလင်းစလိုတားလိုက်တယ်အဲ့ဒီအချိန်မှာဦးလေးကရုတ်တရက်လက်မြောက်လိုက်တယ်အရန်မြင့်တဲ့ဈေးနဲ့ချက်ချင်းအနိုင်ရသွားတယ်ပြီးတော့တရဖူကိုငါမွေးစားညီမရဲ့ခေါင်းပေါ်မှာတင်ပေးလိုက်တယ်သူမကငါရှိမှာပဲမန်တက်နဲ့ပြည့်နေနေတဲ့မျက်နှာနဲ့လှည့်ပြလိုက်တယ်မကြခင်မှာပဲဒုတိယပစ္စည်းလေးလံတင်လာတယ်တစိမ့်ကက်တစ်ခုဖေဖေကဈေးတင်လိုက်တာနဲ့ဦးလေးကချက်ချင်းပုံမြင့်တဲ့ဈေးနဲ့ထပ်တင်ပြီးဝယ်ယူလိုက်တယ်လူအများရှိမှဖေဖေကိုပြောင်းလောင်ပြောတယ်မတက်နိုင်ရင်ရှက်ရွံ့စရာမလုပ်ကြပါနဲ့တဲ့ဘာလို့ဆိုမနေ့ကဦးလေးနဲ့ဖေဖေလောင်းကစားတစ်ခုလုပ်ခဲ့ကြတယ်ဒီနေ့လေးလံပွဲမှာဘသူကတန်ဖိုးအများဆုံးစုစည်းမှုဝယ်နိုင်တယ်လဲဆိုတာအနိုင်ရရင်မိသားစုအမွေဆက်ခံခွင့်ရမယ်ဆိုပြီးသဘောတူခဲ့ကြတာဒါကြောင့်ဖေဖေကဘယ်ပစ္စည်းကိုစိတ်ဝင်စားတယ်လဲဆိုတာမြင်ရင်ဦးလေးကဈေးပို့ပေးပြီးချက်ချင်းလူယူသွားတယ်ဒါပေမဲ့ तू မသိတာကငါကပစ္စည်းတိုင်းကအစ်စ်လားအတုလားခွဲခြားနိုင်တယ်ဆိုတာ तू ဝယ်ယူခဲ့တဲ့အရာအလုံးကအမှိုက်တွေပဲဒါကြောင့်ဖေဖေကိုဈေးမတင်ဖို့ငါတားလိုက်တယ်ဦးလေးကတော့ငါတို့မှာပတ်စံမရှိလို့ပဲထင်နေတယ်မကြခင်သူ့ရဲ့အယိုးအမူးကြောင့်နာကျင်စရာဈေးတစ်ခုပေးတော့မယ်ဆိုတာ तू မသိသေးဘူးနောက်တစ်ခုဖြစ်လာတဲ့ဖုံတွေညစ်ပတ်နေတဲ့ကြောက်ခဲကြောင်ရုပ်တကောင်ကိုစင်ပေါ်တင်လာတယ်လူတိုင်းတန်ဖိုးမရှိဘူးလို့ထင်ကြတယ်ဒါပေမဲ့ငါကဖေဖေကိုအမြန်ဝယ်ဖို့တိုက်တွန်းလိုက်တယ်ဖေဖေဈေးတင်တော့မဲ့အချိန်မှာမွေးစားညီမကဦးလေးကိုငါတို့နဲ့ရှင်ပြိုင်ဖို့အားပေးလိုက်တယ်နောက်ဆုံးဖေဖေကဦးလေးရဲ့ချမ်းသာမှုကိုမလိုက်နိုင်တော့လို့ဈေးတင်တာရက်လိုက်ရတယ်သူတို့ကြောက်ကြောင်ကိုရသွားပြီးတော့မျက်လုံးတွေကကြောက်စိမ့်နဲ့လှုပ်ထားတာတွေ့တယ်ဒါကြောင့်မျက်လုံးတွေကိုဖယ်ထုတ်လိုက်ပြီးဦးလေးကကြောက်ကြောင်ကိုအမိုက်လိုပစ်လိုက်တယ်ငါအဲ့ဒါမြင်တော့ချက်ချင်းပြေးသွားပြီးကောက်ယူလိုက်တယ်ပြီးတော့ဦးလေးကိုအဲ့ဒီကြောက်ကြောင်ကိုငါ့ကိုရောင်းပေးပါလို့တောင်းဆိုလိုက်တယ်သူကငါ့ကိုစင်းရဲသားလို့ပြောင်းလောင်ပြီးပစ်ပေးလိုက်တာပိုကောင်းမယ်နောက်မှစိတ်ပြောင်းသွားမှစိုးရိမ်နေဆိုပြီးပြောတယ်လူအများရှိမှဒေါ်လာ$1နဲ့ငါအဲ့ဒီကြောက်ကြောင်ကိုဝယ်လိုက်တယ်တန်ဖိုးသတ်မှတ်တဲ့အချိန်ရောက်တော့ကျွမ်းကျင်သူရဲ့မျက်နှာအမူအရာရုတ်တရက်ပြောင်းသွားတယ်ဦးလေးဝယ်ခဲ့တဲ့ပစ္စည်းအလုံးကအတုတွေဈေးအစမတန်အတုရောင်တွေဖြစ်တယ်လို့ပြောတယ်ပြီးတော့သူ့အကြည့်ကကြောက်စိမ့်မျက်လုံးနှလုံးပေါ်ကျသွားတယ်အဲ့ဒါတွေကအလွန်တန်ဖိုးရှိတယ်အနည်းဆုံး$900သူညတန်တယ်လို့ပြောတယ်အဲ့ဒါကြတော့ဦးလေးရဲ့နှလုံးသားကကျသွားတယ်ဘာလို့ဆိုသူကအဲ့ဒီနှလုံးတွေအတွက်$30တန်းပေးခဲ့တာပဲပြီးတော့ငါကကျွမ်းကျင်သူကိုငါကြောက်ကြောင်ကိုကြည့်ပေးဖို့တောင်းဆိုလိုက်တယ်ဂယုတစိုက်စစ်ဆေးပြီးတော့သူကဒါကတာမန်ကြောက်ခဲတစ်လုံးပဲလို့ပြောတယ်ဒါပေမဲ့ငါကဖေဖေကိုဒါက$1 ဘီလီယံတန်တယ်လို့ပြောလိုက်တယ်အဲ့ဒါမြင်တော့ဦးလေးကဖေဖေကိုသတိပေးလိုက်တယ်တကယ်လို့တာမန်ကြောက်ခဲပဲဆိုရင်ဒီနေ့အနိုင်ရတာသူပဲဖြစ်မယ်တဲ့ဒါပေမဲ့ဖေဖေကငါ့ကိုယုံကြည်ချက်နဲ့ရွေးချယ်လိုက်တယ်ဒါကြောင့်ငါကကျွမ်းကျင်သူကိုအပြင်ဘက်အလွှာတွေကိုဖြည်းဖြည်းချင်းခွဲဖြက်ကြည့်ဖို့တောင်းဆိုလိုက်တယ်လူတိုင်းအံ့အားသင့်သွားတဲ့အတွင်းမှာတန့်စင်တဲ့ကြောက်စိမ့်နဲ့ထွင်းထုထားတဲ့ကြောင်ရုပ်တစ်ကောင်လုံးရှိနေတဲ့အနည်းဆုံး$1.5 ဘီလီယံတန်နဲ့အဲ့ဒါကြတော့ဦးလေးနေရာမှာတင်သတိလစ်သွားတယ်